တဲ့နှင်းစီနေအဲ့ဒါငါလည်းဆိုင်တာငါလည်းဆိုင်တာတရားလုံးနဲ့ဆိုင်ပါလေပြန်သွားမှာတော့ငါပြန်သွားတာမှန်တော့ခဲလားအေးရပြီတော့သွားမှာအဲ့ဒါနေနေဘာလဲတရားလိုက်ကျွန်တော်တက်တက်ပြောနေတယ်ဟိုကပြန်ပေးခဲ့ဘောလုံးကလည်းစားကြအောင်လို့လေဘောလုံးကပေးစားမတက်ဘူးလို့ပြောတယ်ကဲဝီတော့လည်းလောလောငါညောဟိုကတော့ထုံးနဲ့ရိုက်နေတာထုံးနဲ့ရိုက်နေတာဒီနေ့ဘာလို့လုပ်ပါလဲဒီဒီမှာလည်းဘောလုံးဝယ်ပြီးတော့စားချက်မပြောလိုက်အောင်ချက်မပြောလိုက်အဲ့ဒီမှာလည်းဘူးလားမာတယ်ဟုတ်ကဲ့မာတော့မာရီပေါ့နော်ပြောလိုက်တယ်မာနာဒီမှာလေးလေတဲ့ဘဝအတွက်ကိုအများကြီးကြိုးစားပါနော်တဲ့ရာရာကားတဲ့ပတ်သက်ရှိမှဆိုတော့တဲ့ပတ်သက်တမိုးကိုနားလဲမယ်လို့ထင်ပါတယ်ငါညီမကြီးတဲ့ဘယ်တိုင်းဒီမှာပြောစီကျွန်တော်လုပ်ပေးလိုက်တာပါနော်တဲ့ကြီးစားထားပြီလားမထားသေးဘူးအဲ့ဆိုရင်အမကြီးပေးတဲ့ပထမဆုံးပန်းဆုကလပ်ပန်းကြီးပဲယူလိုက်ပါနော်တဲ့ဘဝလမ်းမကိုတဲ့ဘဝအတွက်လမ်းမကိုမရောက်အောင်ပဲသွားပါတဲ့လမ်းမှန်ကမှန်ရောက်အောင်မြင်နေစဉ်းစားတွေးကြည့်ပါတဲ့ဟုတ်မမကြီးပါပြောမှာကျေးဇူးတင်ပါတယ်အဲကြတော့လုပ်ကြည့်အစဉ်းပြေပါပြီလုပ်ကြည့်အစဉ်းပါပြီအဲအလုပ်ပြန်တော့မှာလားဟုတ်အလုပ်ပြန်တော့အစကားလေးမှာလိုက်တယ်နော်ကြတော့ဒီနေ့ပန်းဝင်နေမှာပါအမေကပန်းအောင်ပန်းဝင်နေမှာဘာရောက်ကြိတ်ဆုံးလို့အဲ့ဒါအကြိုက်တွေးမှာတမီးပေးခဲ့ဟုတ်လားပန်းဝင်နေမှာဘာရောက်ကြိတ်ဆုံးအင်းစီပန်းနေမှာဆိုဘာအောင်ကြိတ်ဆုံးဟုတ်လားပန်းနေမှာပြနေရပန်းဝင်လေးသွားလိုက်မယ်နော်အဲဒါဖိတော့ကဟုတ်လားဒီလန်လေးအပွင့်၅ပွင့်မာလေးလိုလဲဖြစ်ပါတယ်ဆိုအဲ့ဒါမျိုးသချင်းဆိုဘူးလားနောက်မယ်နေ့ပြီးတော့ရောက်နေတယ်တရားလုံးလိုက်ကြည့်လိုက်သချင်းရတော့ဆိုဘူးတဲ့သမီးချင်းမှာဆိုဘူးလားမရဘူးအဖေစိတ်တဲ့နင်းစီနေအဲ့ဒါငါလည်းဆိုင်တာငါလည်းဆိုင်တာတရားလုံးနဲ့ဆိုင်ပါလေတရားလုံးဆိုင်ပါမှာလိုက်တယ်ဘမကဒီနေ့ကတဲ့ဗလက်တိုင်းနေ့မလို့တဲ့ဒီနေ့ကတဲ့ဗလက်တိုင်းနေ့မလို့တဲ့သမီးရဲ့ချစ်ရတဲ့သူတွေအကုန်လုံးကိုတဲ့အမှတ်တရလေးဖြစ်အောင်လုပ်ပေးလိုက်ပါတယ်ခွေနဲ့မမေကြီးတဲ့ခွေနဲ့မမေတဲ့ကျမရဲ့ယူဆိုင်ပါတဲ့ဒီစင်ကလေးကသမီးအခုအသက်အရွယ်ရောက်ပြီဖြစ်ငယ်လေးကနေကတဲ့ဟိုကောင်းချင်းတွေကောဆိုးချင်းတွေရောတဲ့လမ်းမမရအောင်ဆုံးမသွန်ပေးခဲ့တဲ့အဖေနဲ့မေကိုတဲ့သမီးအဝေးကနေပဲကြောလိုက်ပါတယ်နော်တဲ့အခုတဲ့သမီးငယ်တော့ကလည်းကျိုးဘူးဆောက်ခဲ့တယ်တဲ့အခုသမီးမွေးထားတဲ့သမီးမွေးထားတဲ့သားလေးကိုလည်းတဲ့တဖန်ပြုစုဆောက်ရှောက်ပေးနေပြန်ပြီမမေရေးတဲ့မမေရန်ကိုပြင်ပန်းနေပါပြီတဲ့မမေတဲ့ကျမရဲ့ယူဆိုင်ပါတဲ့ပြရောမမေရောတဲ့နေဘူးရလည်းတိတ်မထွက်ပါနဲ့တဲ့သမီးကတဖန်ပြန်လို့ကြပါမလို့တဲ့ဟိုတယောက်မှလည်းနေပြီပါတဲ့သမီးပြန်လာတဲ့အချိန်ဒီတယောက်မှလည်းနေပြီးပါတယ်တဲ့သမီးကမေတဲ့အခုလို့တဲ့ဒီနောက်တစ်နေ့ထားနိုင်အောင်ဖို့အတွက်အခုအဝေးမှာလှုပ်နေတာတဲ့ကဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေကြတော့အားလေးကိုဟိုအချက်တင်းပြီးတော့မြင်ရတယ်အဲ့ဒါပြောမလားမကိုကျေးဇူးတင်ပါတယ်လို့စကားရအဆင်ပြေချုံးဝေပါစေငါဟိုဆုံးရောက်တော့ကြားပြီတစ်နှစ်ကျော်အဲ့ဒါနောက်ထပ်4နှစ်လောက်တော့မရအောင်မဟုတ်တယ်အဲ့ဒါဒီတားရဲ့အဆိုးတိုင်းခင်အောင်မှာပေါ့ဟုတ်ပါသူပြောတယ်သူသားအဆိုးလေးကိုတဲ့အဖေလိုကမေလိုကျေးဇူးဆောက်ရှောက်ပေးခဲ့လို့တဲ့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ကဲ့သမီးရဲ့ဆိုးကိုထင်းချောင်းခဲ့ရပြင်မညာဘူးတားဆိုးကထင်းချောင်းခဲ့တယ်ဆိုတော့မျိုးကျေးဇူးတင်လို့မဆုံးပါဘူးဟုတ်တယ်သူကဝါဒနာမပါတာသူကဆိုးတာမဟုတ်ဝါဒနာမပါအေးတယ်ပြီးတော့အမေကလည်းလိုအပ်ချက်တွေရှိရဆိုရင်လည်းသူ့ကိုပြောပါတဲ့အမငယ်တော့ကလိုမျိုးဝေါင်းဖြစ်နေတယ်အစမ်းစုပြီးလည်းမလေးနဲ့ပေါ့နော်သူအကောင်ဝင်နေပြောတယ်တော့ဆိုတော့သူတို့တဖန်ပြန်လုပ်ပြနိုင်တဲ့အချိန်ကိုရောက်နေပြီလို့တဲ့မိရဲ့လိုအပ်ချက်တွေအကုန်လုံးဖြည့်ဆည်းပေးနိုင်တဲ့တတိကောင်းပြောင်းကြိုးစားမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေဒီအောင်ပါလေးပြောမလို့